ကိုထက်တော်တဲ့သူတွေအသိဉာဏ်ရှိတဲ့သူတွေအဲ့လူတွေဒီကအမြဲတမ်းအကြံဉာဏ်ယူပါရဟန်းတန်ဃာတွေဆရာသမားတွေနေဘက်ဆိုင်ရာတည်တည်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တွေ့ဆုံပါဆွေးနွေးပါအကြံဉာဏ်ယူပါအဲ့ဒါလမ်းကိုချဲ့နေတာလမ်းဖောက်နေတာမဟုတ်လမ်းဖောက်ပြီးသားလမ်းကိုချဲ့နေတာလမ်းကိုချဲ့တဲ့အခါကျတော့ infrastructure ကောင်းသွားပြီဆိုရင် transportation အများကြီးကောင်းသွားဟုတ်လားအရင်တော့ကားတစ်စီးတည်းသွားလို့ရတဲ့ဟာလမ်းချဲ့လိုက်တော့ကား10စီးသွားလို့ရအဲ့တော့လမ်းကျဲသွားပြီနေဘက်ကျဲသွားပြီ network ကြီးကျဲသွားပြီဆိုရင်အင်အားရှိသွားတာ corporation အင်အားရှိသွားဒါကြောင့်နိုင်ငံကြည့်လိုက်တဲ့ကဘုန်းတို့နိုင်ငံအမြန်လမ်းတော့ကားနှစ်စီးတောင်မနဲ့ရှောင်မောင်းတရုတ်ပြည်မှာတော့20သွားတို့လမ်း20သွားတို့လမ်း40သွားတို့လူတွေရှိတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကိုကြည့်တဲ့ကသူတို့ရဲ့ infrastructure ဘလောက်ကောင်းလဲဒါတွေကြည့်လို့ရဟုတ်ပြီနော်အဲ့ဒါပါပဲဆိုတော့ mentorship ကိုထက်တော်တဲ့သူတွေအသိဉာဏ်ကြီးတဲ့သူတွေအကြံဉာဏ်ယူပါအဲ့ဒီပုံကိုယ်တွေကလမ်းဖောက်ပေးမဲ့သူတွေမဟုတ်ဘူးလမ်းချဲ့ပေးမဲ့သူတွေဈေးကွက်ကိုတော့မဟုတ်အောင်မြင်မှုနယ်ပယ်ကိုချဲ့ထွင်ပေးမဲ့သူတွေအဲ့ဒီအတွက်အကြံဉာဏ်တွေလိုတယ်ပြဿနာတွေရှိလာတဲ့အခါသူတို့နဲ့တိုင်ပင်မှာပြဿနာမရှိရင်လည်းသူတို့စီကနေအကြံဉာဏ်ကောင်းတွေယူပါလူကအဲ့ဒါဇာတို့ဝုန်းဆိုပြီးတိုးတက်သွားတာငါတယောက်တည်းလို့ငါတသက်လုံးဒီတိုင်းစဉ်းစားခဲ့တာပေါ့ဆိုကိုစဉ်းစားနိုင်တော့ကြီးပွားမယ်ကိုမစဉ်းစားနိုင်မရတော့ကိုကကျမ်းမာရေးများမကောင်းလို့လူငွေကိစ္စအလုပ်များရှုပ်နေလို့ဆိုအလုပ်ကရှုပ်ရတယ်ထဲကွာကိုစဉ်းစားပြီးလုပ်ကြအဲ့ဒီအချိန်ကျမှစနေတကျတီးတော့မထားဘဲနဲ့မျက်နှာလွှဲလိုက်တဲ့အခါဒါ delegation လုပ်တာမဟုတ်မျက်နှာလွှဲခဲပြစ်လို့ခေါ်တယ်မတူ delegation ဆိုတာလုပ်ငန်းတစ်ခုကိုကျွမ်းကျင်လေ့ကျင့်ထားပြီးမှတာဝန်နဲ့လုပ်ပိုင်ခွင့်နဲ့တစ်ခါတည်းလွှဲပေးလိုက်တာလှည့်ကြည့်တရားမလို့လောက်အောင်စိတ်ချရတယ်လူဖြစ်မဟုတ်ရင်တော့မျက်နှာလွှဲခဲပြစ်လုပ်ကြည့်သားမကွာအဆင်ပြေလဲပြေတော့မှာဆိုအဲ့လိုလို့တော့ပြက်သီးသွားတဲ့အခါကိုယ်လုံငန်းကြီးအများကြီးထိခိုက်သွားတယ်ရေရှည်ကျတော့ brand နဲ့တိစောတဲ့ကဒါတွေကအရေးကြီးပါတယ်ဟုတ်ပြီနော်ဒါကြောင့်မြန်တယ်လဲခဲ့ပြမခိုင်းနဲ့ delegation လုပ်နိုင်တဲ့အထိတာဝန်လွှဲပေးနိုင်တဲ့အထိလေ့ကျက်တာအဲ့ဒါကြောင့်ဘုံဘုံတို့ဒီမှာမိတ်ဆွေကောင်းတွေရှိရမယ်မိတ်ဆွေကောင်းမရှိရင်လူဟာဂန္ဓာရထဲမှာပေါက်နေတဲ့ထီတော်တစ်ပင်ကြီးနဲ့တူပါတယ်အန်ရသိများတယ်မိတ်ဆွေကအန်ရတွေကိုကာကွယ်ပေးတယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရေရှည်လုံခြုံစေတယ် secure ဖြစ်တယ်ဒါကြောင့်မိတ်ဆွေတွေနဲ့ပတ်သက်မြတ်စွာဘုရားမိတ်ဆွေသူ12ပါးမိတ်ဆွေစီ12ပါးမိတ်ဆွေတွေအရေးချင်းက9ပါးနောက်ကြုံမဟောမယ်ဟုတ်လေနောက်ကြုံမဟောမယ်အဲ့ဒီဟာတွေကိုမြတ်စွာဘုရားအသေးသေးပြောသွားတာအဲ့ဒါကလူတွေကိုလိုက်နာကျင့်သုံးရမယ်နိပညာတွေဒီလိုဘုံဘုံကဒါတွေကိုပြောတဲ့ကဘုန်းကြီးရတဲ့သစ္စာတရားတွေမဟောဘဲနဲ့အဲ့လူတွေစာမတက်လို့ပြောတာမြတ်စွာဘုရားရှင်သစ္စာတရားတွေကြီးတွေဟောတာမဟုတ်ဘူးသစ္စာ2ပါးဟောတယ်ဘုရားသစ္စာ2ပါးဟောဒါနဲ့ပါဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာ2ပါးဆို4ပါးဖြစ်သွားအဲ့ဒါကိုအရိယသစ္စာလို့ခေါ်တယ်